TikTok ဝါသနာရှင်ချစ်မိတ်ဆွေကိုမာဒီကိုကျွန်တော်ဘက်ကပြီးတော့တရင်ကောင်းလေးပြောတဲ့ရှိလို့ကျွန်တော်တိုင်းမို့တက်ရောက်ခြင်းဖြစ်ပါတယ်ခင်ဗျကျွန်တော်ရဲ့ဗီဒီယိုဖိုင်ကိုကြည့်နေတဲ့မိတ်ဆွေတငယ်ချင်းများကလည်းစုံအောင်ကြည့်ပါနော်ဗီဒီယိုကုံမအောင်မကြောက်ပါနဲ့ငွေတရားကုံမအောင်မကြောက်ပါနဲ့ဗီဒီယိုဖိုင်ကိုစုံအောင်ကြည့်မှခင်ဗျားတို့တော့ကိုရိုးရှိမှာပါနော်ဒါကတော့ကျွန်တော်တို့ကိုကြံခဲ့တဲ့ဘက်ကပြီးတော့၄လပိုင်း16ရက်နေ့3နာရီ16မိနစ်မှာထွက်ရှိသွားတဲ့ထိုင်းသူကြီးကိုကျွန်တော်တို့ကိုကူညီခဲ့တာပါနော်ဒီကျွန်တော်တို့မှန်ပေါ်မှာပြထားတဲ့ပုံကတော့ကျွန်တော်ထိုင်းနိုင်ငံဦးစောလွင်ဖြစ်ပါတယ်เนาะကျွန်တော်တို့မိသားစုဝင်4ယောက်ရှိပါတယ်4ယောက်ကိုသူကိုယ်တိုင်ကူညီခဲ့တာပါเนาะအကိုတို့မတို့ကလည်းမယုံပါဆိုတော့ကျွန်တော်ဘက်ကပြီးတော့ကျွန်တော်မိသားစုဝင်တွေကိုကျွန်တော်ဘက်ကပြီးတည့်ရက်ကျွန်တော်တင်ပြခြင်းဖြစ်ပါတယ်เนาะကျွန်တော်တို့ကြံခဲ့တဲ့ဘက်ကကျွန်တော်တို့ဘက်ကပြီးကျွန်တော်မိသားစုဝင်တသိန်းကိုပေါက်ပါတယ်เนาะနေ့ကိုဆိုတဲ့ခန္ဓာကိုတသိန်းကိုဆိုကျွန်တော်မိသားစုဝင်နေမရှိစင်းရတဲ့လူတွေဘွာချင်းတူတယ်ကျွန်တော်တို့မျိုးပဲပေါက်ချင်တဲ့မိတ်ဆွေများကလည်းကြည်နေတဲ့မိတ်ဆွေများကလည်းเนาะဆရာဦးစောလေးစီကိုဖုန်းတည့်ရက်ခေါ်ဆိုပေးကြပါကျွန်တော်ရဲ့ဗီဒီယိုပိုင်းကိုစိတ်ဝင်စားလို့ကြည့်နေတဲ့မိတ်ဆွေတငယ်ချင်းများကလည်းအသေးလေးနေကော်ပီလေးယူရှင်းနေအပေါင်းနေရှင်းမှုရှင်းရလေးနဲ့အားပေးသွားပါဟိုင်းအုပ်ကလေးရေးထားခဲ့ပါเนาะဒါကတော့ကျွန်တော်မိသားစုဝင်3ယောက်ကျွန်တော်ပါဝင်ဆို4ယောက်ဖြစ်ပါတယ်မိတ်ဆွေများကတကယ်စစ်မှန်တဲ့ကဏ္ဍကိုလိုချင်တဲ့တကယ်စစ်မှန်တဲ့ကဏ္ဍကိုပေါက်ချင်ပါတယ်ဆိုတဲ့မိတ်ဆွေများကကျွန်တော်မှန်ပေါ်မှာပြထားတဲ့ဆရာဦးစောလင်ကိုဖုန်းတရက်ခေါ်ဆိုပေးကြပါเนาะစစ်မှန်တဲ့ကဏ္ဍကိုပြီးတာပါခင်ဗျားလို့ပဲကျွန်တော်တို့ဘက်ကပဲအလင်းကြားနေမိခဲ့ဘူးတယ်เนาะငွေတွေကြိုထဲရတယ်ဘေးတွေကြိုထွက်ပြရဒီချိန်တစ်ခါမှမပေါက်ခဲ့ဘူးကြံခဲ့တဲ့ဘက်ကကျွန်တော်ဘက်ကပြီးတော့ဒီဆရာနဲ့တွေ့လို့ကျွန်တော်အောင်မြင်ခဲ့တာเนาะဒါကျွန်တော်တို့မိသားစုဝင်တွေဖြစ်ပါတယ်ဒါကြောင့်မို့မိတ်ဆွေများကလည်းသူတို့လိုမျိုးပဲပေါက်ချင်တဲ့မိတ်ဆွေများကလည်းတဦးတယောက်မှမကြောက်အသေးနှိပ်ကိုဗစ်မျိုးရှင်းနှိပ်ရှင်းမှုရှာလေးနဲ့အားပေးသွားပါเนาะဟိုင်းအုပ်ကလေးရေးထားခဲ့ကြပေါက်ချင်တဲ့မိတ်ဆွေများကပဲလုပ်ပါပေါက်ချင်တဲ့မိတ်ဆွေများမလုပ်ပါနဲ့စိတ်နှစ်သက်ရတဲ့မိတ်ဆွေများကကြည်ပါเนาะမကြိုက်နှစ်သက်မိတ်ဆွေများကြော်သွားပါเนาะကျွန်တော်ဘက်ကဒါစေတနာနဲ့ကျွန်တော်ဒီဘက်ကိုတင်ပြခြင်းဖြစ်ပါတယ်ကျွန်တော်ဘက်ကလည်းဒါအကုန်ကြခံပြီးတော့တင်ပြတာလည်းမဟုတ်ဘူးမိတ်ဆွေများကိုပေါက်စီခြင်းနဲ့ဆန္ဒနဲ့ဒီဘက်ကိုတင်ပြခြင်းဖြစ်ပါတယ်ကျွန်တော်ဘက်ကလည်းစကားလေးမှားယွင်းဖြစ်သွားမိတ်ဆွေများကိုအနှူးညွတ်တောင်းပန်ပါတယ်ဗီဒီယိုဖိုင်လေးကိုရန်နာခွင့်ပြုပါခင်ဗျ